guys နဲ့ပြန်အမိုက်မွေးနေတော့ခု shopping ထပ်မှာဖြစ်ပါခက်ကမကောင်းတော့ကျွန်မအိမ်မှာပဲချက်စားအောင်ပဲထင်ရောက်လာပါဘူးစပါbarbecue စားမှာပေါ့နော်အဲ့တော့ barbecue အတွက်အသားလေးတော့ပါမယ်အသားဝယ်ပြီးသွားပါပြီအသားကိုဝက်ကုတ်သားရယ်သုံးထပ်သားရယ်ဝယ်လိုက်ပါအခုကဟာတော့ဝယ်မှာပြောင်းမှုဝယ်မှာဖြစ်ပါတယ်ပြောင်းမှုဝယ်မှာဖြစ်ပါတယ်ဘာလို့လဲပြောင်းမှုသမင်းကြောင်မလို့ပါပြောင်းမှုသမင်းကြောင်ကွာကျောင်းမူလေးကိုကောင်းမကောင်းဘယ်လိုရွေးချယ်ရမလဲကျမလည်းမသိပါဘူးနည်းနည်းကြီးကြီးလေးနဲ့အကောင်းတယ်လို့အောက်ခဏရကိုကြီးကြီးလေးယူလိုက်ပါဒါလေးကောင်းပါရဲ့ဘာလို့လဲကိုကြီးလို့ပါဒူးရင်တီးတော့မှုရင်းနေရပဲဒူးရင်တီးလေးဒူးရင်တီးကျမောက်တီးကျမကြိုက်တယ်မွေးနေ့ရှာအကုန်လုံးဝယ်ကျွေးပါဦးမင်းကျမောက်တီးကြိုက်ပါရဲ့ခါရီး905ပဲအဲ့ဒါစားမယ်စားဒီလေးဟုတ်ပါလူမိုင်တရက်ကြိုက်ရတရက်ဒီဖိုင်ထိုး take one ဟာရအချိန်နဲ့တိတ်အောင်အကင်ချောင်းတွေကကျွန်မအရန်ကြိုက်ပေမဲ့ကျွန်တော်မျက်စိမိတ်ထားတဲ့အရာလေးအဲ့လိုလေပေါ့အကင်ချောင်းတွေဖားလို့ရှိရင်ကျွန်မအသက်တုံမှာမလို့ပေါ့ကျွန်မအသက်ရှည်ခြင်းနဲ့အသက်ရှည်ခြင်းတော့အကင်ချောင်းတွေ short ဖားပါမယ်ဒါပေမဲ့အကင်ချောင်းတွေအသက်ရှည်ခြင်း short ဖားမယ်ဆိုတော့ဝတ်မို့လုံးလေးကချင်းချက်ပေါ့နော်ကျွန်မကဝတ်မို့လုံးလိုက်ရှာနေပါဒီမှာပါအသက်ရှည်ခြင်းပဲမဲ့လေဝတ်မို့လုံးလေးရောဖားပြီးတော့အသက်လေးရှည်ရှည်လေးနေကြစေဝတ်မို့လုံးဟုတ်တယ်ဒီမှာဒီဘက်ကိုခိုင်ပြလိုက်ပါဝါတောင်းတန်ဒီလေးပါအေးရောကျွန်မအခုဘယ်နားရောက်နေလဲသိလားဒီကင်မရာကဖုန်းနေကြထဲမှာပိတ်နေနေရမှာကျွန်မကိုကဲတင်ရမှာဖြစ်ပါတယ်အဲ့တော့ပြောနေဟာလေလေးချိန်ကြည့်နေဘာမှရှေဖုန်းကိုက်ပြီးဝေးချင်ဒီမှာလာဝယ်လိုက်ပါတောင်း1000ပဲရှင်ရွှေတူတဲ့ဘွားတွေကပြောင်းလဲအောင်ရွှေဖုန်းကိုက်ပြီးဝေးချင်တိုင်း2000ပဲလို့ပါတယ်ရှင်ကဲတင်ပါမယ်မရှက်တယ်သူအောက်ကရပြောညာလူရရည်ရည်သူခံစားနေရဟေးဝင်းနေရှင်ဟုတ်ခေါင်းဖောင်းလေးပါလေမဝယ်ဘူးလားပြန်တော့မယ်သူတော့ဘာဖားကြလို့အခုကဖားကြဟုတ်ရွေးတယ်လားဗျာခုဆိုရင်ဘယ်သွားမှာလဲဟုတ်တော့ဝယ်မယ်တဲ့စီရင်သွားပါပြီအဲ့ဒါလေးကကြီးတယ်ဒီလိုယူဘယ်လိုပါ့လဲအမဟာလေးကြီးပါဘယ်လိုပါ့ဒါအချက်မှဖွင့်နေရတယ်ပေါ့ထဲမှာလည်းနည်းလေးပါတချို့အောင်မရှိတော့ကျမရဲ့ကနေကနာလုံးနေရင်တော့ဒီဘောတွေ့တူးညာတချို့လေးပါလေပေးပါguys ခုကလက်ဖေးဖန်ပါတော့ဖူနေတယ်ဒီမိုက်ကလာကြပါ
ကိုမလောက်တော့ဘူး ဟုတ်တယ်ညာနေမဘူးလေ အဲငါအေးစူးငါတရုပ်ဆောင်ရ မလုပ်ရ အားရဟိုမင်းသမီးလောက်တယ် မင်းမင်းပေါ်ပနေကီတီအေးတောက်ချင်အစားဗျာမရှိ ပြပြီးနေရှင် အဲ့ဒါကလည်း ဆိုတာမဟာဆိုရဲ့အတိတ်ပဲဖားတယ်တိမဟာဆိုတာချစ်ချင်မြင့်မြတ်တဲ့ ဘူးမြောင်လား ပြီးတဲ့မြင့်မြတ်တဲ့ဘယင်းဒီမီဒီယာမှာပဲရှိရနှစ်ဖူးလို့ပြော ဝါ